စာချစ်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာဖတ်ပြပေးသွားခြင်းတဲ့စာအုပ်လေးကတော့ဆိုင်းဆရာကြီးခွန်ကျော်ရေးသားထားတဲ့တတိယလိန်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးကဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံမှာကထေခေါ်မိမရှာတို့ရဲ့အတွင်းရေးတွေကိုရေးသားထားခြင်းပဲဖြစ်ပါတယ်အဓိကတော့မိမရှာတွေရဲ့အကြောင်းကိုရေးသားထားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ချင်းပြရဲ့ channel လေးကို subscribe မလုပ်ထားသေးဘူးဆိုလို့ရှိရင်တော့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ subscribe လုပ်ထားလို့ရပါတယ်ရှင်မိမရှာဆိုတာဘာလဲစာရေးသူကယောက်ျားလေးတစ်ယောက်ကျောင်းစားတက်စဉ်ကပင်စတင်ခဲ့တယ်မိမရှာတစ်ယောက်ဖြစ်လာရန်စိတ်ဆော်တဲ့အကြောင်းအရာများကိုယဉ်ကျေးမှုအရာတမိုင်းအကြောင်းအရာဘာသာရေးအရာခန္ဓာဗေဒအရာစေပညာအရာစိတ်ပိုင်းဆိုင်ရာအနေအထားအရာအဖက်ဖမလေးလာသူတည်တနာပြုတင်ပြထားပါတယ်အချို့သောမိမရှာများဟာမူလလင်ကအတိုင်းနေကြတော့လဲအချို့ကမူမိမသဘာဝအတိုင်းဖြစ်ရန်လက်အင်္ဂါပါပြောင်းလဲလိုက်ကြတယ်။အချို့သောမိမရှာများဟာမူလလက်အင်္ဂါအတိုင်းနေထိုင်ကြတော့လဲအချို့ကမူမိမသဘာဝအတိုင်းဖြစ်ရန်လက်အင်္ဂါပါပြောင်းလဲလိုက်ကြတယ်။ထိုင်းနိုင်ငံမှာမိမတစ်ဖြစ်လဲယောက်ျားများသို့မဟုတ်မိမရှာများဟာခေတ်သစ်မျိုးပြမြင်ကွင်းထဲမှာရိုးရာပုံစံဖြင့်ကမ္ဘာလက်ခီးသည်များကိုဆွဲဆောင်လျက်ရှိနေတယ်။ထိုင်းဘာသာစကားဖြင့်ကထေအမည်ရှိတဲ့မိမရှာများဟာထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုသမိုင်းတစ်လျှောက်မှာလည်းအစိပ်ပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်ခေတ်သစ်ထိုင်းနိုင်ငံယောက်ျားကမိန်းမလိုပြောင်းခြင်းတဲ့ယောဂဇန်ကိုအနောက်ကဘာကအတိတ်ကာလမှာလက်မခံခဲ့ပေမဲ့ဒီနေ့မှာတော့လမ်းကြောင်းပြောင်းလာကြတယ်ဒီစိတ်မျိုးစိုးမိုးနေတဲ့လူတွေအပေါ်အတော်ကြီးကိုနားလည်မှုထားလာကြတယ်ဒီနေ့တိုးတက်ခေတ်မီတဲ့ထိုင်းနိုင်ငံမှာကမ္ဘာစီးပွားရေးလုပ်ငန်းတွေကောင်းစွာအခြေတည်လှုပ်ရှားနေပြီးဘန်ကောက်မြို့လည်းနိုင်ငံစုံကလူမျိုးပေါင်းစုံလာရောက်နေထိုင်တဲ့မြို့တော်တစ်ခုဖြစ်နေပြီးထိုင်းနိုင်ငံရဲ့ကမ္ဘာလက်ခီးသွားလုပ်ငန်းဟာထိုင်းစီးပွားရေးအတွက်ပင်မအရေးကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်နေပြီးရေရှည်တည်တံ့ခိုင်မြဲဖို့ချဲ့ထွင်မှုကိုအာဏာပိုင်အဖွဲ့အစည်းများအထူးကြိုးစားပြီးတော့တိုင်းပြည်ပို့ပြီးတော့မျက်နှာပန်းလာအောင်နိုင်ငံသားများကိုဆွဲဆောင်နိုင်အောင်ကမ္ဘာနဲ့ရေမောင်တန်းနိုင်အောင်ဘလို့တွက်ချက်အကွက်ချရမယ်ဆိုတာကြံဆောင်နေကြတယ်အမွယ်စုံတဲ့ထိုင်းနိုင်ငံ Amazing Thailand ဆိုတဲ့ကြွေးကြော်ချက်ကိုအကောင့်ထဲပေါ်ရမှာအောင်မြင်ခဲ့တယ်။အပြုံးပန်းတွေဝေတဲ့နေရာလူတွေကဖော်ယူတယ်။ရှုခွင်းရှုွက်တာရတယ်။တဲတောင်ကမ်းကြီးတန်ရှင်းတယ်။အရသာရှိတဲ့အစားအသောက်တွေရှိတယ်။ဘယ်လန်းသွားလုံခြုံမှုရှိတယ်ဆိုတဲ့အင်္ဂါရက်တွေရှိလို့အောင်မြင်ခြင်းပါ။ဒါပေမဲ့ဘန်ကောက်ရဲ့ညဘဝဒါအပြင်ကမ္ဘာလက်ခီးသည်များကျစားတဲ့အခြားမျိုးတော်များရဲ့ညဘဝတွေမဖော်ပြရင်လည်းမပြေဆုံးပြန်ဘူးလေဥပမာနာနဲ့2နာရီအချိန်မှာအရက်ဆိုင်တဲ့ကလပ်တွေအားလုံးပေးရမယ်ဆိုတဲ့အမိန့်ရှိတယ်ဒါပေမဲ့လေလုံငန်းကြတော့ချင်းချက်ရှိတယ်တရားမဝင်တဲ့ဥပဒေပြဋ္ဌာန်းထားပေမဲ့လည်းပြက်သားသားကင်တွေရမယ့်အပိုင်းဘက်အားနည်းစေပါလမ်းမတွေပေါ်မှာစားတောက်ဆိုင်တဲ့ရက်ဆိုင်တွေမှာအများအမြင်မှာမတင့်တယ်တာမျိုးတွေပပြအောင်တော့လှုပ်ဆောင်နေကြတယ်ဒီအမွယ်ဆုံးတဲ့အထက်သူတို့အတွက်နေရာရှိပုံမရဘူးအာဏာပိုင်အဖွဲ့ကသူတို့မရှိသလိုမျက်ကွယ်ပြုထားပြီးနိုင်ငံခြားဧည့်များမမြင်ရတဲ့နေရာမှာပို့ထားလေးရှိတယ်အခြားရွာတလေးလိုပဲထိုင်းနိုင်ငံရဲ့ကတိများကနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်အစိပ်အပိုင်းထဲမှာတစ်ခုအနေနဲ့ပါဝင်ပါတယ်မြောက်ပိုင်းတောင်ပေါ်ဒေသမှာနေထိုင်တဲ့တိုင်းရင်းသားများဆိုရင်သူတို့ရိုးရာဝတ်စုံကိုဝတ်ဆင်ပြီးကဘာလက်ခီးသည်များရွှေဝင်ကြားစွာလမ်းလျှောက်ပြလေးရှိတယ်။ဘိုးထဲသမားများရဲ့လက်ရများကိုကြည့်ရှုဖို့မော်တော်ယာဉ်နဲ့ပါလာတဲ့ဧည့်သည်များဟာစိတ်ဝင်စားဆင်းပြီးလေးလာလေးရှိတယ်။ခီးစဉ်ထဲမှာဘန်ကောက်ရဲ့နာမည်ကျော်ရေပေါ်ဈေးပေါ်အရောက်သွားဖို့အစီအစဉ်အမြဲပါတယ်။ဒါပေမဲ့ကထေတွေရဲ့ရည်တည်ချက်ကတော့သူတို့ဟာမျိုးနွယ်စုတစုရည်ကျင်းမှုပစ္စည်းတွေတဲကရှေးပေဝေတနီကာလကလေးကပါဝင်လာခဲ့တဲ့ပစ္စည်းတစ်ခုဗုဒ္ဓဘာသာအယူအဆအရရိုးရာဓလေ့အရာလက်ခံလာခဲ့တယ်။တခါတရံအံ့ဩရတဲ့အထီးရှိခဲ့တဲ့ဆိုတာတွေကိုဒီနေ့မှာပြစ်ပယ်ခံလိုက်ရတယ်။နိုင်ငံသားတွေအတွက်အမြင်မတော်ဘူး။နိုင်ငံပုံစံကိုပြောင်းပြရမယ်ဆိုတဲ့အတွေ့အမြင်ကလွမ်းလာတယ်။စီးပွားရေးရှုထောင့်ကကြည့်ပြန်တော့အခါစာနဲ့တက်ဖနီပြဆက်ယုံတွေမှာအတုံးတော်ခံနေတဲ့ကထွေတွေကြပြန်တော့ဧည့်သည်တွေစိတ်ဝင်စားအောင်ငေးသွားအောင်အထူးအစံပွဲတစ်ခုအဖြစ်ဖန်တီးခွင့်ပြုထားပြန်ရောအနောက်နိုင်ငံမှာဂေးဆိုတာယောက်ျားချင်းဆက်ဆံမှုပြုသူတွေကိုသတ်မှတ်တာ
ထိုင်းနိုင်ငံမှာက1960ပြည့်နှစ်လောက်မှပေါ်လာတယ်1980နဲ့1980ပြည့်နှစ်လောက်မှလူထုရဲ့နာပါဇက်မျက်စိထဲကိုရောက်တယ်ဘန်ကောက်မှာတော့ငွေရှင်တဲ့လူလက်တန်းစားလောကရဲ့လက်သုံးစကားဖြစ်လာတယ်အနောက်နိုင်ငံရဲ့သွင်းကုန်သက်သက်ထိုင်းဘာသာစကားနဲ့ယဉ်ကျေးမှုတွေလွယ်ကူစွာထိုးပေါက်ဝင်ရောက်လာတဲ့စကားလုံးမဟုတ်ဘူးယောက်ျားသားနှစ်ယောက်လင်မယားလိုဆက်ဆံတာမျိုးရိုးရာထိုင်းရွာတွေမှာနေရာမရှိဘူးလုံးဝအတိအမှတ်ပြုတာမဟုတ်ဘူးအနောက်နိုင်ငံကဂေးဆိုတာနဲ့ XI ဘွေနဲ့ AIDS တို့ကိုမြင်လာပြီးတော့ကြောက်စိတ်တန်တရားစိတ်တွေဝင်လာစမြင်ဘာကိုစားပြုတယ်လဲဆိုဟောင်းနှမ်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ရိုးရာဓလေ့တစ်ခုကိုမြင်လာပြီးသူတို့လှုပ်ရှားရုန်းကန်မှုတွေကိုမြင်ုံနဲ့ယောက်ျားသားမဟုတ်ပဲကတိမှန်သိနိုင်တယ်ဒါပေမဲ့နိုင်ငံအနေနဲ့တနေ့တခြားကမ္ဘာစီးပွားရေးဩဇာအောက်ပို့ပြီးရောက်လာလေအဓိကမျိုးပြများလဲလူမျိုးပေါင်းစုံရဲ့ဇယိုက်လက္ခဏာလေးပို့ပြီးတော့တွေ့ရလာတယ်ပြဿနာနှစ်ခုဖြစ်နေတာကအနောက်နိုင်ငံများမှာယောက်ျားကမိန်းမလိုပြောင်းတာမိန်းမရှာဘဝတွေကိုဆွေးနွေးညှင်းခုန်မှုနဲ့စိတ်ဝင်တစားဖြစ်လာခြင်းလိင်ကိစ္စအပန်းဖြေမှုတရက်အဖြစ်ပို့ပြီးလူသိများလာခြင်းထိုင်းအာဏာပိုင်များနဲ့ကော်လံပြူအလုတ်သမားလူရန်စားများကလစ်လျူပြူပြီးသူတို့မြင်နေခင်မိတဲ့လောကကြီးနဲ့ဟန်ချက်မညီဘူးလို့မြင်ကြပြန်ရောအနောက်နိုင်ငံတွေအတွက်ခင်မိတယ်လို့မြင်တဲ့အမြင်ကနှစ်ပေါင်း30လောက်ခင်နောက်ကြပြီလို့သုံးသပ်ကြတယ်ပြည်ထန်စာဘဝကိုဘလို့ကြောင်ရောက်ရတယ်လဲကိုရာရေးချဲခဲ့လို့လားဒါမှမဟုတ်စီးပွားရေးကြောင့်လားဆိုတာထင်ထင်ရှားရှားမသိနိုင်ခဲ့ဘူးအချို့အဲ့လိုမျိုးဆိုရင်အမှုပညာသမားဖြော်ပြသမားနာမည်ကြီးဖြစ်လာတယ်ဒီရက်ထဲမှာလဲဂျားဝင်ငွေရအောင်လိန်လုပ်ငန်းလုပ်တာရှိတယ်ဒါပေမဲ့19ရာစုနှစ်ဥရောပမှာထွက်ပေါ်ခဲ့တဲ့အစဉ်အတန်းနေနဲ့ကြေးစားမယ်တွေနဲ့တော့နိုင်ရှင်လို့မရဘူးသူတို့ကအကျင့်စာရိတ္တကိုမကောင်းကြတာဒီကကထေတွေကြတော့အချို့ဖြိုရရေးနဲ့တောက်လျှောက်အသက်မွေးလာသူများအဖို့အသက်ကြီးလာလို့ထင်ရှားတဲ့အခန်းတွေမှာမပါရတော့အချုပ်သမားအခန်းသားပြင်ဆင်သူဒါမှမဟုတ်လက်ထောက်အကနေပြအလုပ်ကလေးတွေမှာတွေ့ရလေးရှိတယ်ကထေတွေရဲ့နောက်ဆုံးဘဝနေဝင်ချိန်ကိုပြောရမယ်ဆိုရင်နာမည်ကြီးချိန်မှာကြော်ကြားမှုအရာသာကိုခန်းစားမယ်ရိုးရာရည်ကျင်းမှုအရာလည်းအလိုရမက်စိတ်ဖြည့်စည်းတာတို့ကထေတိုင်းမဟုတ်ပေမဲ့တွေ့ရလူတွေနဲ့အချိန်ပြေဒါမှမဟုတ်အချိန်ပိုင်းဆက်ဆံပူကြတာပဲတချို့ကတော့လူတော်တိုးနိုင်ပြီးအမဒါမှမဟုတ်လင်းယောက်ျားတစ်ယောက်နဲ့အတီးတကြနေသွားနိုင်ကြတယ်တူးတဲ့နေထိုင်တာကတော့ရှားမရှားပါပျက်စီးနေတဲ့အပြေမရှာနိုင်သေးတဲ့ဒါပေမဲ့တတိရှိတဲ့တရှိလူတစုရဲ့ကံတရားလိုပဲဆိုရလိမ့်မလား